ကျွန်တော်တို့မိတ်ဆက်ပေးချင်တာကတော့နောက်ပွဲပေါ့လေအဓိကတော့ဒီ event တစ်ခုထဲမှာ private club တွေ community တွေပေါ့လေဥပမာဆိုလို့ရှိရင်လည်းတကယ်ချင်းနေဆိုပြီးဘောလုံးခံတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်event တစ်ခုပေါ့လေprivate event တစ်ခုပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုမျိုးတွေအဲမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးprivate invite လုပ်လို့ရတဲ့ဥစ္စာမျိုးတွေပြီးလို့ရှိရင်private invite လုပ်လို့ရတဲ့ဥစ္စာမျိုးတွေပြီးလို့ရှိရင် event create လုပ်ပြီးတော့မှအဲ့ဒါကို publish လုပ်ထားမယ်ဆိုလို့ရှိရင်ဘယ်လိုဆိုလာရောက်ပြီးတော့မှ join လုပ်ရရဆိုတဲ့ပွဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့လုပ်ထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဒီ club ပိုင်ရှင်ပေါ့လေဒီမျိုးနေရာတစ်ခုပိုင်ရှင်ဆိုလို့ရှိရင်လည်းဆိုလို့ရှိရင်သူ့အနေနဲ့ဒီဘယ်လိုလာမယ်ဆိုတဲ့ဥစ္စာမျိုးတွေဟို exam နဲ့ရရတယ်ပေါ့လေပြီးလို့ရှိရင်စီးနေရပြန်ကျန်နေတယ်အဲ့ဒါကိုမှအဲ့လိုရှိရပြီးလို့ရှိရင်ပြောလို့ Facebook ကနေပြီးတော့မှဆိုင်ရလုပ်တယ်လို့မျိုးရှိတယ်လို့Facebook ကနေဆိုင်ရလုပ်လို့မျိုးရှိတော့ဖုန်းဆက်ပြီးတော့ဆိုင်ရလုပ်တဲ့လူတွေလည်းရှိရပြီးလို့ရှိရင် miss ပေးမှာပေါ့လေဘယ်လိုကနေပြီးတော့ပတ်သက်ပေးသွားဆိုတဲ့ဥစ္စာမျိုးမသိရအောင်ဖြစ်နေရပါပေါ့လေပြီးလို့ရှိရင်တော့ဘယ်လိုတကယ်လာသွားတယ်ဘယ်လိုမလာဘူးဆိုတဲ့ဥစ္စာမျိုး program ပုံစံမျိုးတွေလည်းရှိနေရပါပေါ့လေအဲ့ဒါကိုမှကျွန်တော်တို့ကwatch page ခုထဲမှာထည့်လိုက်တယ်ပြီးလို့ရှိရင်အဲ organization တွေနဲ့ပြောလို့ member တွေကိုဘယ်လိုလာကြမယ်ဆိုတဲ့ဥစ္စာမျိုးကြည့်လို့ရတယ်လို့မျိုးပြီးလို့ရှိရင် event တွေကိုဒီလို announce လုပ်လို့ရတယ်ပြီးလို့ရှိရင် payment တွေလည်းဘယ်လိုပေးခဲ့တယ်ဘယ်လိုမပေးခဲ့ဘူးဆိုတဲ့ဥစ္စာမျိုးတွေတစ်ခါမြင်ရမှာပေါ့လေပြီးလို့ရှိရင်တော့announcement တွေလည်းလုပ်လို့ရတယ်ဥပမာအကယ်၍ဒီ event က public ပွဲဆိုလို့ရှိရင်တော့ပေါ့လေဘယ်လိုဆိုလာရောက်ပြီးတော့မှjoin လုပ်လို့ရတယ်ပြီးလို့ရှိရင်ပွဲမှာရောက်လို့ရှိရင် payment ပေးရပုံစံမျိုးတွေလုပ်လို့ရတယ်ပေါ့လေအဲ့ဒါဘယ်လိုပေးခဲ့ပြီဆိုတဲ့ဥစ္စာမျိုးတွေလည်းဒီထဲမှာပါတယ်ပေါ့လေကျွန်တော်တို့ဒီမှာအဓိကပြီးတော့မှ lighting မိုးလေးလည်းဆက်ပြပြပါမယ်အခုကတော့ဒီ dashboard ပေါ့လေdashboard ထဲမှာဆိုလို့ရှိရင်တော့သူကorganization တွေရဲ့ activity တွေပြီးလို့ရှိရင်နောက်လာမယ့် event တွေပြီးလို့ရှိရင် member account တွေပေါ့လေအဲ့ဒါအကောင်ကြည့်လို့ရပါတယ်ပြီးလို့ရှိရင် member management ပေါ့လေဒီ member management တွေကိုမှ add လုပ်လို့ရတယ် import လုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီ member profile တွေကိုလည်းလုပ်လို့ရတယ်ပေါ့လေအဲ့ဒါမှ public ထဲမှာ register လာလို့ရတဲ့လူတွေအကောင်လုံးလည်းဒီထဲမှာလာပြီးတော့ပေါ်မှာဖြစ်ပါတယ် event creation ပေါ့လေဒီထဲမှာဆိုလို့ရှိရင် event creation ကိုလည်းကူနဲ့လုပ်လို့ရတဲ့အဆင့်30ပုံစံမျိုးနဲ့အဆင့်40ပုံစံမျိုးနဲ့လုပ်လို့ရဖို့လုပ်ထားမှုရှိပါတယ်ကျွန်တော် lighting မိုးလေးပြပါပါအဓိကတော့ online setup တွေရှိ science play ရှိလိမ့်မယ်ပြီးလို့ရှိရင် member တွေထည့်တဲ့ဥစ္စာမျိုးတွေရှိလိမ့်မယ်ပြီးလို့ရှိရင်တော့ event create လုပ်လို့ရတယ်ပြီးလို့ရှိရင်တော့ public presentation တွေလုပ်လို့ရတဲ့ဥစ္စာမျိုးတွေအကောင်လုံးကို3မိနစ်ထဲမှာပြပါမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပွဲရဲ့ website ဖြစ်ပါတယ်ဒီထဲမှာဆိုရင်တော့ဒီ organization တွေregister လုပ်လို့ရတယ်ပြီးလို့ရှိရင် member တွေတက်လာပြီးတော့မှစာရင်းသွင်းပညာလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့မှဒီထဲမှာ web page product feature လေးထည့်ထားပြီးတော့မှအဲမှာပို့ပြီးတော့ပြည့်စုံတဲ့အဲမှာပို့ပြီးတော့ပြည့်စုံတဲ့ content တွေထည့်ရပါတယ်ကျွန်တော်တို့ admin တွေနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာတော့ dashboard တွေ့ရမှာလိမ့်မယ်ပေါ့လေdashboard ထဲမှာဆိုလို့ရှိရင်တော့ summary လေးရေးထားပါတယ် member တွေဆိုလို့ရှိရင်လည်းဘယ်လိုတွေကနေပြီးတော့မှစီးရင်သွင်းခဲ့တယ်ဆိုတဲ့ဥစ္စာမျိုးတွေကို public presentation လုပ်ထားခဲ့ဆိုလို့ရှိရင်လည်းဒီထဲမှာလာပြီးတော့ပေါ်ပါတယ်အကယ်၍ကျွန်တော် event ကိုအဓိကထားရတဲ့အတွက်ကြောင့်မလို့ကျွန်တော် event page ပေါ့လေ page event လုပ်လို့ဆိုလို့ရှိရင်တော့ title တို့ description တို့ပြီးတော့ရှိရင် location တို့လုပ်ပါတယ်ပြီးလို့ရှိရင် member only လား public only လားစသဖြင့်ရွေးချယ်လို့ရတယ်အကယ်၍ payment လိုရဆိုလို့ရှိရင်လည်း payment ပေါ့လေဒါကတော့ summary အကယ်၍ publish လုပ်လိုက်လို့ရှိရင် publish ဖြစ်သွားတယ်ပေါ့လေအဲ့တော့ကျွန်တော်ကannouncement တွေဆိုလို့ရှိရင်လည်းဒီမှာကြည့်လို့ရတယ် free လည်းလုပ်လို့ရတယ်ပေါ့လေannouncement လုပ်လို့ရတယ် member တွေအတွက်ပေါ့လေဟုတ်ဒါကတော့ကျွန်တော်တို့တွေစောင့်နေတဲ့Dave website ဖြစ်ပါတယ်tag အနေနဲ့ကတော့ကျွန်တော်တို့ကဒီ GitHub action တွေမှာ CI/CD ပုံစံမျိုးတွေလုပ်ထားတယ်ပြီးလို့ရှိရင်တော့Postgres ကျွေးပုံစံမျိုးတွေတောင်းထားတယ်ပြီးလို့ရှိရင် front-end React တောင်းထားပါတယ်ပြီးလို့ရှိရင် back-end Node.js နဲ့ Express တောင်းထားပါတယ်ပြီးလို့ရှိရင်low bandwidth ဖြစ်တဲ့ environment ပေါ့လေမြန်မာနိုင်ငံလိုမျိုး line မကောင်းဘူးဆိုတဲ့နေရာမျိုးတွေအတွက်လည်းသုံးလို့ရအောင်လို့ UI ကို optimize လုပ်ထားပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်တို့က MVP ပြီးသွားပြီပေါ့လေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကတော့ကျူက attendance ပေါ့လေအဲ့လိုတရားကနေပြီးတော့မှလာပြီးဆိုလို့ရှိရင်ကျူကလုံးနဲ့ scan file ရမျိုးတွေပြီး payment gateway နဲ့ထိတာမျိုးတွေပေါ့လေmobile banking နဲ့ထိတဲ့ဥစ္စာမျိုးတွေ
payment integration လုပ်လို့ရတယ်ပြီးလို့ရှိရင်လုပ်သွားမယ်ပေါ့လေပြီးလို့ရှိရင်တော့ SMS တွေ OTP တွေကြားလောက်ရှိရ member verification လုပ်လို့ရတယ်ပေါ့လေအခုကတော့ mobile device မရှိသေးဘူး English တွေနဲ့ပဲ run နေတာနောက်ပိုင်းကျလို့ရှိရင်တော့ offline တွန်းလာလို့ရအောင်ပေါ့လေအဲ့ပွဲနေရာကလူရမ်းများသွားလို့လူအောင်သွားလို့ live တွေကြားခဲ့တယ်ဆိုလို့ရှိရင်တော့ offline နဲ့ check in လုပ်တာပြီးတော့မှတကယ်၍ဒါ live ပြန်ရတယ်ဆိုလို့ရှိရင်တော့ပြန်ပြီး set ပြန်လုပ်ရတဲ့အနေအထားပေါ့လေအဲ့တော့ကျွန်တော်တို့ကပြည့်တယ်မှာတင်ထားပါတယ်computer တွေအကောင်လုံးလည်းဖိတ်ခေါ်ပါတယ်အကယ်၍ဒါ back တွေ error တွေ့ရဆိုလို့ရှိရင် report တင်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ live ဒီမှာကျတော့ dev.web-mm.site ဖြစ်ပါတယ်record ထဲမှာလည်း start ပြီးလို့ရတယ်လို့ပြီးလို့ရှိရင် error တွေ့ရဆိုလို့ရှိရင်လည်းissue တွေထည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ပွဲရတော့ဒီ community အတွက်ကိုဒီစားထားတဲ့ပုံစံမျိုးဖြစ်ပါတယ် okay စာမီခွင့်ပိုင်းရှိရဆိုရှင်မေးလို့ရတယ်လို့ကျေးဇူးတင်ပါတယ်လာရောက်ပြီးတော့မှအကောင့်တွေဖွင့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်လာပြီး start ပြီးလို့ရပါတယ်ကျေးဇူးတင်